ယနေ့ခေတ်လေးမြန်တွေကိုဘသူတွေတီထွင်ခဲ့တာလဲ1903ခုနှစ်ဒီဇင်ဘာ18ရက်နေ့မြောက်ကယ်လိုလိုင်းနာကကစ်တီဟောဆိုတဲ့မြို့မှာလူသားမျိုးနွယ်တွေအတွက်အလွန်အသုံးဝင်မဲ့စမ်းသပ်မှုတစ်ခုစတင်ခဲ့ပါတယ်။အဲ့ဒါကတော့ယနေ့ခေတ်လေးပြန်နေဖြစ်လာမဲ့ပြန်တမ်းမှုတစ်ခုကို Wright ညီအကိုနှစ်ယောက်ကစတင်စမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်။ Wright ညီကိုနှစ်ယောက်ဟာ Ohio ပြည်နယ်မှာအလဲလက်တန်းစားမိသားစုကနေပြီးတော့ပေါက်ဖွားဆင်းသက်လာတဲ့ညီကိုနှစ်ယောက်ဖြစ်တယ်။သူတို့ရဲ့အဖေကဖုန်းတော်ကြီးတစ်ပါးဖြစ်ပြီးတော့စာဖတ်ရှုခြင်းကိုနှစ်သက်တဲ့သူတို့ဖြစ်တယ်။သူတို့ရဲ့အမေကတော့စက်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့သူတို့ဖြစ်တယ်။အဲဒါကြောင့် Wright ညီအကိုနှစ်ယောက်ကမိဘတွေစီကနေစူးစမ်းလိုစိမ့်တဲ့နည်းပညာဆိုင်ရာစိတ်ဝင်စားမှုတွေကိုအမွေအဖြစ်ဆက်လက်ဆင့်ကမ်းခဲ့တယ်လို့ဆိုရပါမယ်။သူတို့အသက်9နှစ်နဲ့17နှစ်အရွယ်မှာပဲသူတို့ရဲ့အဖေဖြစ်သူပြင်သစ်လူမျိုးတီထွင်ထားတဲ့ရောဘာကျိုးအားနဲ့လဲပတ်ပြီးတော့ပြန်တက်တဲ့ကစားစရာတစ်ခုကိုတွေ့ပြီးတော့သူတို့ရဲ့စူးစမ်းလိုစိတ်ကဒစပို့ပြီးတော့ကြီးမားလာခဲ့ပါတယ်။သူတို့ကိုယ်တိုင်လေးပေါ်ပြန်နိုင်တဲ့ဆက်တစ်ခုကိုဖန်တီးလိုစိတ်တွေဖြစ်လာခဲ့တယ်။သူတို့အရွယ်ရောက်တဲ့အခါမှာဒေတန်မြို့မှာ Wright စပီးဆိုင်ဒီဇိုင်းဖွင့်ခဲ့ပြီးတော့ဆိုင်ကရတဲ့အမျက်ငွေနဲ့သူတို့ရဲ့အိမ်မက်ဖြစ်တဲ့ပြန်တန်းနိုင်တဲ့စက်ပစ္စည်းတစ်ခုကိုဖန်တီးဖို့အတွက်သူတို့ငွေစုခဲ့ကြတယ်။1899ခုနှစ်မှာညီအကိုတွေကငှက်တွေကိုကြည့်ပြီးတော့ပထမဦးဆုံးပြန်တန်းရေးစမ်းသပ်မှုကိုစတင်ခဲ့တယ်။နောက်ပိုင်းမှာငှက်တွေကလေထဲမှာလေဟုန်စီးပြီးပြန်ဝဲနေတဲ့ထူးခြားဖြစ်စဉ်တွေကိုတွေ့ရှိပြီးတော့လေယာဉ်ဒီဇိုင်းဆွဲရမှာထည့်သုံးမယ်ဆိုပြီးတော့စဉ်းစားခဲ့တယ်။ကောလိပ်မတက်ခဲ့တာကြောင့် Wright ညီအကိုတွေကတမန်ရိုးကြမဟုတ်တဲ့နီးလန်းနဲ့စဉ်းစားခဲ့ပြီးတော့ငှက်တွေရဲ့တောင်ပန်လိမ်မုံတွေကိုအသေးချာလေ့လာခဲ့တယ်။အဓိကအောင်မြင်မှုကတော့တောင်ပန်ရဲ့ကွင်းညွှန်မှုကပြန်တက်အားကိုထုတ်လုပ်ပေးရမှာတက်ရောက်မှုရှိကြောင်းရှာဖွေတွေ့ရှိခဲ့တဲ့အပြင်ဝယ်ဘာကစပီးပညာမှာအသုံးပြုတဲ့တက်တာရဲ့အစောနှစ်ဖက်ကိုလိမ့်နေစင်မှာတက်တာရဲ့အစောနေရွေးလျားပုံကငှက်တောင်ပန်နဲ့တူနေကြောင်းကိုသတိပြုမိခဲ့ပြီး1903ခုနှစ်မှာပြန်တမ်းမှုတွေကိုစပြီးတော့အသုံးချခဲ့တယ်။ Wright ညီကိုနှစ်ယောက်ကပြန်တန်းခြင်းကိုပျော်စရာအဖြစ်ရှုမြင်ခဲ့ကြတယ်။ဒါပေမဲ့ပညာရှင်များစွာစ조사ခဲ့တော့လဲမအောင်မြင်ခဲ့တဲ့ပြဿနာတွေကိုဖြေရှင်းလိုတဲ့စိတ်ဆန္ဒကလည်းရှိနေတာကြောင့်နီလန်အသစ်တွေနဲ့ဆက်လက်စ조사မှုတွေကြောင့်ရာစုနှစ်များစွာကြာမြင့်တဲ့အခါမှာအောင်မြင်မှုတွေကိုရရှိခဲ့တယ်။ယနေ့ခေတ်လေကြောင်းလိုင်းတွေအာကာသရှင်တွေက Wright ညီနောင်များရဲ့အခြေခံလှုပ်ဆောင်ချက်တွေကနေပြီးတော့စတင်နိုင်ခဲ့ခြင်းဖြစ်တယ်။ Wright ညီနောင်တွေဟာတာမန်စက်ပစ္စည်းမှာစတင်ပြီးတော့လူသားတွေရဲ့ပြန်တန်းရေးစိတ်ကူးအိမ်မက်တွေကိုအမှန်တကယ်အကောင့်ထဲပေါ်ပေးခဲ့တဲ့စုံဦးတည်ထွင်ခဲ့တဲ့ပညာရှင်များဖြစ်ပါတယ်။ယခုလိုဘ ഹു တုဒရရစရာတွေကိုအမြဲတမ်းတင်ဆက်ပေးမှာဖြစ်လို့ channel လေးကိုလည်း subscribe ပြုလုပ်ခဲ့ပေးပါအောင်နော်။